စိုးလွင်တယောက်မွေးကနေနေပြီဖြစ်တဲ့သူ့အမျိုးသမီးစပယ်ကိုလှဲပေါ်တင်ကသူမရဲ့မိခင်နေထိုင်တဲ့အုံတော်ရွာစီကိုခေါ်လာခဲ့ပါတယ်စပယ်မိမအဆင်ပြေရလားကိုရွာမှာပဲမွေးပါလို့ပြောနေတော့မင်းကမင်းအမေရဲ့အိမ်မှာပဲသွားမွေးချင်တာ哦ကျမအဆင်ပြေပါတယ်ကိုစိုးလွင်ရဲ့အမေအိမ်ကိုသာရှောင်းမြ мян မောင်းစမ်းပါညအချိန်မတော်ကြီးမှာစိုးလွင်တို့မောင်းနေလာတဲ့လဲလေးကတကြွကြွအတန်းနဲ့အတူအုံတော်ရွာအဝင်ကိုရောက်လာခဲ့တယ်ဗျကဲမိမရေရွာအဝင်ကိုရောက်ပြီခဏလေးသိခံထားအောင်နော်ဟုတ်ပါပြီကျမသိခံနိုင်ပါတယ်ကိုစိုးလွင်ရုတ်တရက်ဆိုသလိုစိုးလွင်တို့လှဲဟာအတန်တန်ကြောင့်ရက်တန့်သွားခဲ့ပြီးလှဲကိုဆွဲလာတဲ့ကျွဲနှစ်ကောင်ဟာလည်းအမူအရာမမှန်တော့ပဲတစုံတစ်ခုကိုကြောက်လန့်နေတယ်လို့ရုံရင်းဆန်ခတ်ဖြစ်နေပါတော့တယ်မိမငါ့ကိုလှဲရတနလှမ်းပေးစမ်းစိုးလွင်ကလှဲဘောကဆင်းပြီးကောင်းကင်ကိုမော့ကြည့်လိုက်တော့ဘာမှမသိတဲ့တရဝါကြီးတကောင်ကောင်းကင်ပေါ်မှာပြန်တန်းနေတာကိုတွေးလိုက်ရပါတယ်သူတနတ်ကိုယူပြီးချက်ချင်းပဲအဲ့တရဝါကြီးကိုပြစ်ထည့်လိုက်တယ်ဗျကြီးမားတဲ့အတောင်တစ်ဖက်နဲ့လူပုံတရံရှိတဲ့အဲ့တရဝါကြီးရဲ့ပုံစံဟာအတော့ကိုကြောက်စရာကောင်းလှပါတယ်တရဝါကြီးထွက်ပြေးသွားပြီဒါနဲ့ကိုစိုးလွင်အဲ့ဒါဘာကောင်ကြီးလဲငါလည်းမသိဘူးဒါမှမဟုတ်လင်းတို့များလားမသိဘူးဟုတ်လို့လားကိုစိုးလွင်ရဲ့လင်းတို့ကအဲ့လောက်အကောင်ကြီးလို့လားဟုတ်ရှင်လေဟုတ်မှာပေါ့မိမရအစားတွေအများကြီးစားပြီးတော့အဲ့ဒီအကောင်ကအဲ့လောက်ကြီးကြီးသွားနေမှာပေါ့အဲ့ဒီအချိန်မှာပဲရွာထဲကလူအချို့ကမိတုပ်တွေကိုကင်ပြီးသူတို့ရှိတဲ့လှဲစီကိုရောက်လာခဲ့ကြပါတယ်အခုတော့တနတ်တန်ကဘသူပြစ်ထားလဲကွာဟာစိုးလွင်နဲ့စပယ်တို့လီမရပါလားစိုးလွင်လဲသူ့စီလာတဲ့လူတွေကသူ့ရောက်ဖားတို့အဖွဲဖြစ်နေတာကိုတွေ့တော့ဝမ်းသာသွားခဲ့ပါတယ်ဟာအကိုတို့လားဗျကျုပ်တို့လီမရပါဗျာကျုပ်စပယ်ကိုအမေအိမ်မှာမွေးဖို့ခေါ်လာတာဗျဟာမင်းတို့ကဘာလို့ညအချိန်မတော်ကြီးထွက်လာကြရတာလဲကွာတော်သေးတာပေါ့အန်ရကင်းကင်းနဲ့ရောက်လာလို့ဟုတ်တယ်အကိုရစပယ်လဲဘိုင်းနာလာလို့ကျိုးလဲသူ့ကိုအမြန်လဲပေါ်တင်ပြီးတော့ခေါ်လာရတာပဲဗျဒါနဲ့အခုတော့တနတ်တန်မေးဘာကိုပြစ်လိုက်တာလဲကျုပ်လည်းဘာကောင်းကြီးမှမသိပါဘူးဗျာအသေးအချာကြည့်လိုက်တော့လင်းတို့လည်းဆင်းပြီးလူပုံစံအောင်မှအတောင်မှအကြီးနှစ်ဖက်နေဗျကဲဒါဆိုရွာထဲကိုဝင်ကြစို့ဒီနေရာမှာကြာနေလို့မကောင်းဘူးအန်ရများတယ်စပက်အမေအေကိုရောက်တဲ့အခါမှာတော့စိုးလွင်ကတိကျင်စိတ်ကိုမထိန်နိုင်တော့ပဲသူ့ရောက်ဖအောင်မင်းကိုမေးကြည့်လိုက်တယ်ဗျကိုကြီးခုနကပြောတဲ့အန်ရများတယ်ဆိုတာဘာကိုပြောတာလဲဗျပြီးတော့ဘာလို့ရွာကိုအခုလိုမျိုးကိန်းဆောင်နေချထားတာလဲအေးအခုတလောရွာထဲကိုမိစ္ဆာတကောင်ဝင်ပြီးတော့တောင်းရမ်းနေလို့ကွာဗျာမိစ္ဆာဟဲ့လားအေးကွာအခုဆိုဒီရွာထဲမှာလူတွေရောတရိษံတွေရောအဲ့ဒီမိစ္ဆာကောင်လက်ဆက်ကြောင့်တေးဆုံးရတာများနေပြီနေဘာတည်းမှမကြောက်ဘူးလားအေးအုံတော်ရွာနဲ့အုံကျော်ရွာဘာမှသိဝေးတာမဟုတ်ဘူးဒီလောက်အန်ရယ်များနေအောင်နေကနေမိမအောင်ညဘက်အချိန်မတော်ကြီးဒီထိခေါ်လာရသေးတယ်အမေရဲ့တမီးတို့တကယ်ဘာမှမသိတာပါတမီးတို့သာသိခဲ့ရင်အခုလိုညဘက်ကြီးထွက်လာပါမလားအဲ့အချိန်မှာပဲစပယ်ကဘိုက်အရန်နာလာပြီးညင်းညူပါတော့တယ်ဟဲ့စပယ်မွေးချင်နေပြီထင်တယ်တာအောင်မင်းရွာတွေကလက်သေးဒေါ်နုကိုမြင်မြင်သွားခေါ်စမ်းအောင်မင်းလည်းညီမဖြစ်သူအတွက်စိတ်ပူပြီးချက်ချင်းပဲလက်သေးခေါ်ဖို့ပြေးထွက်သွားခဲ့ပါတယ်စိုးလွင်စပယ်ကိုအိမ်ပေါ်တွဲခေါ်သွားပြီးရင်ရင်တွေကိုအစင်သစ်တည်ထားပေးခဏအကြာမှာတော့အောင်မင်းကလက်သက်ဒေါ်နုနဲ့အတူပြန်ရောက်လာခဲ့ပါတယ်ကျုပ်ရွာသားအချို့ဒီမှာလာပြီးတော့ကင်းဆောင်ပေးဖို့တွားခေါ်လိုက်အောင်မယ်တကယ်လို့မိစ္ဆာကောင်းကြီးသာလာခဲ့ရင်ကျုပ်တို့လူအေအားနဲနေတော့မကာကွယ်နိုင်မှစိုးရတယ်ဗျပြောပြတာနဲ့အောင်မင်းကရွာထဲကိုတခါပြန်ပြေးထွက်သွားခဲ့ပါတယ်စိုးလွင်ကတော့နားမလဲစွာနဲ့ကြောင်အန်းဖြစ်နေတော့ရုတ်တရက်မိစ္ဆာကောင်းကြီးရှိတယ်ဆိုတာကိုတတိယသွားတယ်ဗျမိစ္ဆာကောင်းကြီးကကျုပ်မိမနဲ့ခလေးကိုလာပြီးတော့ရန်ပြုတ်มาလားဗျအဲ့အချိန်မှာပဲရွာရဲ့မြောက်ဘက်ကနေခွေးတွေဟာစူးစူဝါဝါအဆက်မပြတ်ထဥပါတော့တယ်မိစ္ဆာကောင်ကြီးလာနေပြီစိုးလွင်မိစ္ဆာကောင်ကြီးကိုအိမ်နားမလာနိုင်အောင်တားထားတော့စပယ်မွေးတော့မယ်အာအမေနားလိုက်တာအမလေးနားလိုက်တာအမလေးစပယ်ရဲ့အော်တန်နဲ့အတူရွာရဲ့ခွေးတွေရဲ့ဦးတန်းကညာကြီးအချိန်မတော်မှာကြောချမ်းစရာကောင်းနေခဲ့တယ်ဗျ
အောင်မင်းလည်းလက်နက်အပြည့်အစုံနဲ့ရွာသားတွေကိုခေါ်ပြီးအိမ်ပတ်ပတ်လေးကိုဝင်းရံကစောင့်ကြည့်နေကြပါတယ် အားလုံးသတိထားနေကြဟဲ့ကြည့်ရတာမိစ္ဆာကောင်ကကျုပ်တို့အိမ်ဘက်ကိုတက်တက်လာနေတာပဲ ရုတ်တရက်အိမ်ခေါင်မိုးပေါ်ကနေမိစ္ဆာကောင်ကြီးကပြန်တက်လာခဲ့ပါတယ်အကုန်လုံးလည်းမိစ္ဆာကောင်ကြီးကိုမော့ချီလိုက်ကြတယ်ဗျအဲ့ဒီကောင်ကြီးကလူပုံတရံရှိပြီးလက်နှစ်ဖက်မှာသကောဝိုင်းကြီးတွေကိုအတောင်ပံလိုပြုတ်လို့ကိုင်ဆောင်ထားကအိမ်ခေါင်မိုးပေါ်ကနေအောက်ကိုခုန်ဆင်းလာခဲ့တယ်ဗျသူ့ရဲ့မျက်လုံးတွေက9ဦးလောက်ရှိပြီးหนีရဲတောက်နေပါတယ်ပါဇက်ကလည်းပြဲပြီးအစွဲတွေကအပြိုထိုးထွက်နေတယ်ဗျ မိစ္ဆာကောင်ကြီးကိုတေးအောင်ပြစ်ကြဟဲ့ ရွာသားတွေကတနတ်တွေနဲ့အဆက်မပြတ်ဝိုင်းဝန်းပစ်ခတ်ကြပေမဲ့မိစ္ဆာကောင်ကြီးရဲ့သူ့ရဲ့သကောအတောင်ပံကြီးတွေနဲ့ကားလိုက်တာကြောင့်ကြည်စံတွေကသူ့ကိုမထိဘူး မိစ္ဆာကောင်ကြီးကိုကျုပ်အိမ်သားမကတ်နိုင်အောင်ပြစ်ကြဟဲ့ အမလေးနားလိုက်တာအမလေး စပယ်အော်တန်ကိုကြားတော့မိစ္ဆာကောင်ကြီးကပိုးပြီးစားလောင်လာသလိုနဲ့အိမ်ထဲကိုအတင်းဝင်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ရွာသားတွေဝိုင်းပြီးကာကွယ်နေတာကြောင့်အိမ်ထဲဝင်ဖို့ခက်ခဲနေခဲ့တယ်ဗျဒုက္ခပဲကျုပ်ကြည်စံကုန်ပြီဆိုလင်ပြာခတ်သွားပေမဲ့သူ့စီမှာတစ်ချိန်ကမုတ်ဆိုးကြီးတယောက်လက်ဆောင်ပေးထားတဲ့ကြည်စံတစ်ထောင်ရှိတာကိုတတိယသွားပြီးအဲ့ကြည်စံကိုတနက်ထဲကိုထဲခဲ့လိုက်ပါရုတ်တရက်မိစ္ဆာကြီးကစိုးလွင်ရှိရာကိုတဟုန်ထိုးဆစ်လာတဲ့အချိန်စိုးလင်ကနောက်ဆုံးကြည်စံနဲ့မိစ္ဆာကြီးကိုတဲ့တဲ့ပစ်ချလိုက်တယ်ဗျမထင်မှတ်ပဲအဲ့ဒီကြည်စံကမိစ္ဆာကြီးကိုထိမှန်သွားပြီးကောင်းကင်ဘဝကနေမြေပြင်ပေါ်ကိုထိုးကျတော့ပါတော့တယ်ရွာသားတွေလည်းဝမ်းသာအားရနဲ့ထအော်ကြပြီးမိစ္ဆာကြီးကျသွားတဲ့နေရာကိုပြေးသွားရှာကြတယ်ပေါ့ဗျာ ဟေးဆိုလေမြစ်ကြည်စံတကယ်မိုက်ပါလားကွာ အဲ့ဒါကျုပ်ကိုမုတ်ဆိုးကြီးတယောက်လက်ဆောင်ပေးထားတာဗျအဲ့ဒီအချိန်မှာပဲအိမ်ပေါ်ကနေစပယ်ရဲ့မိခင်အတန်ကကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ် စိုးလွင်စပယ်ကသားလေးမွေးတယ်ဟိကျုပ်တော့မြေးလေးယောက်ျားလေးရပြီတော့ ဗျာအမေဘာပြောလဲကျုပ်အသေးချာမကြားလိုက်ရဘူး ဟေးအောင်မင်းမိမယောက်ျားလေးမွေးတယ်တဲ့မင်းသားလေးရပြီကွာ အောင်မေရဲ့စကားကိုကြားတော့စိုးလွင်လဲလက်ထက်ကတနက်ကိုပြစ်ချပြီးသူ့မိန်းမစီကိုအပြည့်အလွှာသွားပါတော့တယ် ကိုစိုးလွင်ကျမတို့သားလေးရပြီကျမသားလေးမွေးတယ်ကိုစိုးလွင်ရေဟောတော်သေးတာပေါ့ကောင်းကောင်းမွန်မွန်မွေးနိုင်လို့ဒါနဲ့ဟိုမိဆောင်အောင်ကြီးဘလို့ဖြစ်သွားပြီလဲ စိုးလွင်ပြစ်လိုက်လို့ဒဏ်ရာရပြီးတော့ရွာဘေးကတောထဲကိုထွက်ပြေးသွားတယ်အခုဦးချီဦးဆောင်ပြီးတော့ရွာသားတွေနဲ့အတူလိုက်ရှာနေကြတယ် အောင်မေရဲ့အဖေကိုကြားတော့အားလုံးစိတ်အေးသွားကြပြီးမိခင်နဲ့ကလေးလည်းအန်ဒီရဲ့ကင်းသွားတော့တာပေါ့ဗျာဦးချင်းတဲ့ရွာသားတွေမိစ္ဆာကောင်ကြီးကိုလိုက်ရှာကြတော့တောထဲမှာသူ့ကိုမတွေ့ရပဲမြေပြင်ပေါ်မှာကျနေတဲ့သွေးစားတွေကိုပဲတွေးလိုက်ရပါတယ် ဒီကောင်ကြီးတော်တော်ဒဏ်ရာပြင်းသွားတယ်ပုံပဲကျုပ်တို့အခုမတွေ့တွေ့အောင်ရှာပြီးတော့အစိုးရလိုက်တာပိုကောင်းပဲဗျ အားလုံးသဘောတူတာနဲ့ရှိုတဲကိုဆင်းရှာကြပါတယ်နောက်ဆုံးမှာတော့ရှိုတဲကရေရိုက်သေးသေးလေးတစ်ခုနားမှာသူ့အလေးလေးနဲ့လဲကျသေးဆုံးနေတဲ့မိစ္ဆာကောင်ကြီးကိုတွေးလိုက်ကြရပါတယ် ဟေးဟိုမှာတွေ့ပြီအကောင်ကြီးဟိုမှာရေရိုက်မင်းမှာလဲတည်နေတယ် ဦးချစ်ကအော်ပြောရင်းလဲကျနေတဲ့မိစ္ဆာကောင်ကြီးအနားကိုသွားခဲ့လိုက်ပါတယ်မိစ္ဆာကောင်ကြီးရဲ့ခန္ဓာကိုယ်အနှံ့မှာအင်းကွက်တွေအပြည့်ထိုးထားပြီးရေမတ်တက်တဲ့မှာတော့ကြည်စံရအပေါက်ကြီးကဖြစ်လို့နေခဲ့တယ်ဗျ ဒါဟိုကောင်ငပြူပဲ ဟမ်သူ့အသိလို့လား ကောင်းကောင်းကြီးသိတာပေါ့ဒီကောင်ကအောင်လန်းပင်ကြောင်အရက်လိုက်စားတာလွန်ခဲ့တဲ့လအနည်းငယ်ကရွာတွေကနေရုတ်တရက်ပျောက်သွားပြီဘယ်သူမှသူဘယ်ရောက်သွားလဲမသိကြဘူးလက်ဆက်သက်တော့ဒီကောင်ကရွာကိုဒုက္ခပေးနေတဲ့မိစ္ဆာဖြစ်နေတာဟုတ်အခုမိစ္ဆာကောင်ကဘာတူလဲဆိုတာသိပြီဆိုတော့ဘာဆက်လုပ်ကြမလဲကောင်းကောင်းမွန်မွန်မြေမြုပ်ပေးလိုက်ကြရအောင်သူလူဖြစ်တော့ရွာကိုဘယ်တော့မှဒုက္ခပေးခဲ့တာမဟုတ်အခုကသူ့ပညာတွေကြောင့်သာဒီလိုဖြစ်သွားတာမြေမြုပ်ပြီးရင်မနေ့ကမှဆရာတော်ကိုပင့်ပြီးသူ့အတွက်အများအတန်းဝေးပေးကြတာပေါ့ အောင်မင်းလဲငပြူးရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုစိတ်မကောင်းစွာနဲ့နောက်ဆုံးအနေနဲ့ကြည့်လိုက်ပြီးရွာသားတွေနဲ့အတူရွာထဲကိုစိတ်အေးချမ်းစွာပြန်သွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ဇလန်းလေးကောဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။